အားလုံးပဲမင်္ဂလာပါရှင်ဒီနေ့မှာတော့နယူးယောက်ကိုသွားလက်ထားလိုက်ဖြစ်ပါတယ်ကဲ TV တွေမှာတော့၄နေရာသွားလိုက်ခဲ့တာပါပါမယ်ဘယ်နေရာတွေသွားလက်ပြစ်ခတ်တယ်လဲအတူတူဆက်ပြီးကြည့်ရအောင်ရှင်နယူးယောက်မှာတော့မြေအောက်ကိုပဲအဓိကရထားသုံးတာတွေ့ရပါတယ်အဲ့တော့ထိုင်းမှာလိုမျိုးအပေါ်မှာသွားနေရမျိုးမဟုတ်ဘူးပေါ့နော်အဲ့တော့မြေအောက်ရထားကျွန်တော်တို့စီးခဲ့ပါတယ်တိုးတက်ခဲ့တာကြားပြီးဖြစ်တော့ကြောင့်မလို့အပြင်စင်နေဒီမြေအောက်ရထားရပေါ့နော်အဲ့တော့ကျွေးပြားတွေပကြီးတွေဒါတွေကိုရှေးဟောင်းလက်ရာတွေကိုတွေ့ရမှာဖြစ်ပါတယ်ဒီကန်နဲ့စီကန်နဲ့တွေ့ပါလိမ့်ရှင်နယူးယောက်မှာကျွန်တော်တို့ပထမဆုံးသွားလဲပြတဲ့နေရာကတော့ဒီလေးပါတီရုပ်ထုရှိရနေဖြစ်ပါတယ်အဲ့ဒီနေရာမှာကျွန်တော်တို့ ferry စီးရဲ့နေရာဖြစ်ပါတယ်အခုနေရာကတော့ ferry စီးရဲ့နေရာပါ ferry စီးရက free လဲစီးလို့ရပါတယ်ကျွန်တော်တို့ဒီအခါချင်းငွေပေးပြီးတော့လဲစီးလို့လဲရပါတယ်ရှင်ကျွန်မကတော့အခါချင်းငွေစီးတဲ့ဟာလေးကိုစီးပစ်ခဲ့ပါတယ်ရှင်ကျွန်တော်ကြိုက်ပါကျွန်မကြိုက်ကြည့်ပါဒါတော့ကြိုက်သမီးလေးပါကျွန်မတို့ဒီလေးပါတီ island ကိုရှိတဲ့ island ကိုသွားမှာဖြစ်ပါတယ်ပတ်စံပေးရတယ်ferry စီးမှာဖြစ်ပါတယ်ခုနကတော့ free စီးလို့ရရှိပါတယ်ရှင်ငါးစီတာဟာလားအော်ဘာလဲငါးစီတာဟောဝင်းစီရဟာလိုမျိုးပါပဲသိလားဒါသီးတို့ချင်းနေလဲပြောပြပြပါလေပါရီရုပ်ထုရှိရဲ့ island ကိုသွားကြည့်ပါဆိုဒီသမောကြီးလည်းသွားရှိမှာဖြစ်ပါတယ်ရှင်အဲ့တော့ကိုကျမတို့ပတ်စံကြီးကပေးရနော်ပေးရကိုအော်ပေးရပါတယ်ရှင်တော့ဒီမောပါဘလို့မြင်ကြရမရမလဲကြည့်ရအောင်နော် prohibited item အဲ့တော့ပတ်စံပေးလို့ရှိရင်ဒီလေပါရီရုပ်ထုရှိရဲ့ကျွန်းကိုလာပတ်ပြီးတော့မလဲလို့ရမှာဖြစ်ပါတယ်အဲ့တော့ free စီးရတယ် ferry တွေဆိုလို့ရှိရင်တော့အဲ့ဒီဘေးနားဝယ်ပတ်သွားတာဖြစ်ပါတယ်ကျွန်းပေါ်ကိုမရပါဘူးရှင်ဒါကြောင့်မလို့အဲ့ဒီတော့နော်ပတ်စံ20 BB စီးရတာဖြစ်ပါတယ်ရှင်ကဲလိုက်ဒီမှာတော့နောက်က building ကြီးနေတယ် city view ဝါကောင်းကင်ရပြားနေရပဲဆယ်ပဲဟောယေတော့ဟဲ့ go oh kuna ferry Yeah, be careful. I no. Oh my god. Yeah. Solo le viene a le da la.လေးပေါ်မှာမုံနဲ့ဆူဗီနီယာအေးတွေဝယ်တော့နိုင်ပါတယ်ရှင်အပြင်ထက်တော့ဈေးအနှဲငယ်ကြီးအောင်တွေ့ရပါတယ်နော်ဇင်ရော်လေးရှိရဲပါကျန်အခုပြောလေးမှာဇင်ရော်လေးဟဲ့ကောင်းကင်ရပြားနေရပဲနော်ကျန်လေးတစ်ခုခုပြောပြပါဦးနယူးယောက်ကဘယ်လိုမျိုးလဲတွေ့နိုင်အကြီးပဲဟုတ်ပါဇင်ရော်လေးရှိရလားပြောပြပါဦးမြန်မာမှာဆိုစားလေးကျွေးပြီးနေပြီဒီဇင်ရော်တွေကိုဒီမှာစားကျွေးလို့မရဘူးတဲ့ကောင်းကြီးကပြာနေရပဲနော်ဒီနေ့ငါတို့ကောင်းတယ်လေတွေသာတိုက်တာလေတွေတိုက်ပြီးချမ်းသာချမ်းနှင်းနေလည်းမကြဘူးဒီလိုလားစင်ပြေတယ်ဟဲ့New York City
ဒါကတော့ free ferry ကိုဒီဘက်သင်္ဘောကနေပြီးတော့တွေ့ရဖြစ်ပါတယ်။အိုးလေးတက်တာတခွေးခွေးပဲ။တွေ့တော့မလားဘုံတော့မလေး။တက်လိုက်တာလေး။ဒီမှာကြည့်လေးတက်တာအရမ်းဖြစ်နေပြီ။ကဲဒီမှာဒီပါရီရောက်ပြီ။ဒီကရပါတယ်။ဒီဘလောက်တိုက်တယ်ဆိုတော့ကျွန်တော်ဝင်းနေအောင်နေရပဲပလေး။ချလိုက်တာ။နေတော့မကြောက်တော့ပဲလေးရအရင်အေးတာလက်တရောင်နဲ့ထုံနေလိုက်မပါလာဘူးပြေးသွားတယ်ယူလာဘူးတကီဝလိုက်ပါပြီရှင်ဒီမှာတကီလေးနော်တကီလေးဘလားလဲ9ချက်ခွဲကြောက်ပါရဲ့ရှင်โอเคကဲဒီလေပါတီရှိရဲ့ကျုံးလေးမှာဒီလေပါတီအိုင်လန်မှာကျွန်တော်တို့မိနစ်20လောက်လဲဖို့အချိန်ရမှာဖြစ်ပါတယ်မိနစ်20လေးပတ်ပြီးနောက်ထပ်ကျွန်းတစ်ချုံထပ်ဖို့မှာဖြစ်ပါတယ်ဒီခီးစဉ်29ချက်မှာလေပါတီတက်လေးလဲဝါလိုက်ပါလားရှင်29ချက်မှာကျွန်း2ခုပါပါတယ်ရှင်ညောင်းဟိုကျွန်းသွားတယ်ဟာပါတော့လားဟလာနီလေးရောနီလေးမင်းပြီးတော့မှလာနာနေရအိုးနီလေးရမ်းပါနော်နီလေးအေးကူတော့မောင်နေရအစားလေးမကျွန်းတော့လို့ပြောတာတိအစားကျွန်းရင်ဘယ်လောက်များကွာဖြစ်လိုက်မှမသိခလေးလေးအော်နေတယ်ကွာနော်ခလေးလေးအော်နေတယ်လို့ပဲဒီမှာကလေပါတီရုပ်ထုနာမှာဘဲလေးတွေလည်းလာနေပါလေရှင်ဘဲလေးတွေပြပါမယ်ဟေးဆောင်းဒါဆောင်းမယ်ဆောင်းပတ်လန်ရပြီလေဒါဆောင်းလေးလာတကီလေးနဲ့တကီလေးတွေဒီမှာဒီရုပ်ထုနာမှာတကီလေးတွေအစာရှာစားပြီးတော့နေကြပါလေရှင်တကီလေးတွေအရင်ချစ်ဖို့ကောင်းပါလေတကီလေးတွေကဘာလေးစားနေရတော့တကီလေးဒီသမောလေးနဲ့ပြန်ပြီးတော့စီးမှာဖြစ်ပါတယ်ဒီသမောလေးဖြစ်ပါတယ် Miss New York လို့ရေးထားပါတယ် New York ကိုပဲပြန်စီးမှာပါအဲ့မှာမှားလို့မရပါဘူး New York ကနေ New Jersey သမောနဲ့မှားနိုင်ပါတယ် New Jersey ဆိုလို့ရှိရင်ဟိုဘက်က New Jersey ကိုပေါင်းတော့ဖြစ်ပါတယ်နော် New York ကလာရင် New York ကိုကြောင်းဖြစ်ပါတယ်ကတော့စီးရင်တယောက်300လဲဟဲ့အခုဆိုရင်ကျွန်တော်တို့ labor day ကပြန်လာရဖြစ်ပါတယ်ဒီညဘက်ကိုကျွန်တော်တို့ New York ကိုဆက်လက်မှာဖြစ်ပါတယ်ရှင်လေးရတာရမ်းအခုကျွန်တော်တို့911အဆောင်ကိုနော်911ဟောကြည့်မှာဖြစ်ပါတယ်ရှင်ဘာလို့တိတ်မဝေးဟို911ဘာမှဟဲ့အေးဘယ်နဲ့ကိုဟုတ်တယ်လေNew York episode 2မှာကျန်တဲ့ video တွေဆက်လက်ကြည့်ရှုပေးအားပေးပါအောင်ရှင်အားလုံးကိုကျေးဇူးတင်ပါတယ်ရှင်